အားလုံးမင်္ဂလာပါ Union News ကနေပြန်နေကြပါရစေ။ဒီနေ့ကတော့ဇွန်လ26ရက်နေ့ဖြစ်ပါတယ်။ဒီနေ့ဇွန်လ26ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့အာဆီယံအရေးအဆိုတင်သွင်းတာမှာကန့်ကွက်မယ်ရှိနေတာကြောင့်လွတ်တော်ထဲမှာတက်စပေါက်ရှိနေသလားဆိုတဲ့သတင်း။ချင်းပြည်နယ်တောင်ပိုင်းမင်းနဲ့ကံမလက်ကိုတက်မလို့ကဆက်လက်ပုံကျဲနေပြီးတော့အကြမ်းဖက်သမားတွေကိုတိုက်ခိုက်ချေမှုန်းနေတယ်ဆိုတဲ့သတင်း။တပတ်အတွင်းလောင်စာစီစီစားသုံးစီစီတိကျတာကျဆင်းလာတယ်ဆိုတဲ့သတင်း။အခုနဲ့မန္တလေးမှာဖမ်းဆီးရရှိမိခဲ့တဲ့မူရေးစီးပွားတွေကိုမိရှုဖျက်ဆီးတယ်ဆိုတဲ့သတင်းအပါအဝင်ထူးခြားတဲ့သတင်းတချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အစီအစဉ်လေးကနေပြန်နေကြဆိုပါရစေ။အခုလက်ရှိကျွန်တော်တို့ရဲ့ဒီလွတ်တော်ကြီးထဲမှာတက်စပေါက်တွေရှိနေသလားဆိုတဲ့မိကုန်းကိုမေးရမယ့်အခြေအနေရောက်လာပါတယ်။ပြီးခဲ့တဲ့2015ခုနှစ်ကနေ2020အထိက NLD ပါတီကမုစုမသားနဲ့မဲလီမဲကိုတခိုးတက်တိုက်ကလွတ်တော်တွေကိုရောက်လာပြီးတဲ့နောက်လွတ်တော်ထဲမှာပဲတခိုးဓမြတွေရောက်ရှိလာပြီးတော့အစိုးရအဖွဲ့ထဲမှာလည်းတေခွဲတက်ရှုံမဲ့တဆိုးတွေကိုဒေါန်ဆန်းစုကြည်ကိုယ်တိုင်ခေါ်သွင်းလာခဲ့ပြီးတော့မြန်မာနိုင်ငံရဲ့အရေးကြီးတဲ့အချက်လက်တွေကိုအိတ်တုံဖာမောက်ချပေးခဲ့ကြတယ်။လွတ်တော်ထဲမှာလည်းတခိုးဓမြတွေ၄တန်းအောင်၅တန်းအမတ်တွေနဲ့နိုင်ငံတော်ရဲ့အရေးကြီးတဲ့အတိုင်းပြည်ပြည်အစိုးတင်သွင်းမှုတွေမှာအများနဲ့ကန့်လန့်တိုက်နေတဲ့အခြေအနေတွေရှိခဲ့ပါတယ်။အခု2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကနေအနိုင်ရပြီးတော့လွတ်တော်တွေကိုရောက်လာကြတဲ့လွတ်တော်ကိုယ်စားလှယ်တွေအားလုံးကိုကျွန်တော်တို့ကတိုင်းပြည်နယ်လူမျိုးကိုကြည့်တဲ့လွတ်တော်ကိုယ်စားလှယ်တွေလို့ယုံကြည်ထားခဲ့တာပါ။ဒါပေမဲ့ဒီနေ့မှာတော့လွတ်တော်ထဲမှာဖျေသည်သို့မဟုတ်တစ်စပေါက်လောက်ကောင်တွေရှိနေသလားဆိုတဲ့အချက်ကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။ဒါကတော့ဒေါက်တာနန္ဒာလှမြင့်ကအာဆီယံအနေနဲ့မြန်မာနိုင်ငံအပေါ်မှာသဘောထားမှန်ကန်မှုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အာဆီယံရဲ့ဒီဘုံသဘောတူညီချက်တွေကိုကျော်လွန်ပြီးတော့မြန်မာနိုင်ငံကိုပျက်စီးကြောင်းလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဒီနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာအဆိုပြုတင်ပြရဲဆွေးနွေးခဲ့တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရဘက်ကဒီပြန်လည်ပြင်ဆင်ဆောင်ရွက်ရမယ့်ကိစ္စတွေချင်းကပ်စဉ်းစားရမယ့်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီပင်လုံးမဲဆန္ဒနယ်ကလွှတ်တော်ကိုယ်စားလှယ်ကလည်းထောက်ခံဆွေးနွေးသွားကြတယ်ဒီလိုထောက်ခံဆွေးနွေးသွားတဲ့အဆိုနဲ့ပတ်သက်ပြီးတော့ပဲဒီပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီးကနေမဲခွဲဆုံးဖြတ်ခဲ့တယ်လွှတ်တော်မှာလွှတ်တော်ကိုယ်စားလှယ်တွေအဆိုပြုတင်သွင်းတဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးမဲခွဲဆုံးဖြတ်တဲ့အချိန်ဒီနေ့လွှတ်တော်ကိုတက်ရောက်လာတဲ့950ဦးသောလွှတ်တော်ကိုယ်စားလှယ်တွေကထောက်ခံမဲ့ကန့်ကွက်မဲ့နဲ့ဂျားနေမဲ့ဆိုပြီးတော့ထွက်ပေါ်လာပါတယ်အာဆီယံနဲ့ပတ်သက်ရင်မြန်မာနိုင်ငံပေါ်ထားရှိတဲ့သဘောထားကျွန်တော်တို့အရက်သားပြည်သူတွေလည်းသိတယ်လွှတ်တော်တွေကိုရောက်ရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်နိုင်ငံတော်ဝန်ထမ်းဆောင်နေတဲ့ပြည်သူ့တာဝန်ထမ်းဆောင်နေကြတဲ့လွှတ်တော်ကိုယ်စားလှယ်တွေလည်းသိကြမယ်လို့ကျွန်တော်ကယုံကြည်ထားတယ်နိုင်ငံနဲ့ပြည်ပနိုင်ငံတွေနဲ့ပတ်သက်ရင်ကိုယ်နိုင်ငံပေါ်မှာပဲစိတ်အားထက်သန်စွာနဲ့ကြက်စာရှိမယ်လို့ကျွန်တော်ယုံကြည်ထားကြပါမယ်ဒီနေ့မှာတော့လုံးဝကွက်ကွက်ကွင်းကွင်းမြင်တွေ့လိုက်ရပါတယ်ဒါကတော့ဒေါက်တာနန္ဒာလှမြင့်ရဲ့အာဆီယံနဲ့ပတ်သက်ပြီးတော့အဆိုပြုတင်သွင်းတဲ့အကြောင်းအရာမှာကန့်ကွက်မဲတွေပေါ်ထွက်လာတယ်ဂျားနေမဲတွေပေါ်ထွက်လာတာကိုကျွန်တော်မြင်တွေ့ရတယ်လွှတ်တော်မှာလာရောက်မဲပေးကြတဲ့အရေးအတွက်မဲပေးခွင့်ရှိတဲ့အရေးအတွက်က951ဦးရှိပါတယ်ဒီထဲမှာထောက်ခံပေးကြတဲ့သူရဲ့ကန့်ကွက်သွားတဲ့သူရဲ့ဂျားနေမဲရှိတဲ့သူတွေကိုကျွန်တော်မြင်တွေ့ရတယ်ဂျားနေမဲဆိုတဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုတော့နိုင်ငံရေးအသိပညာမကြွယ်ဝမှုနိုင်ငံရေးအရာဒီအာဟာရမပြည့်ဝဘူးဆိုတဲ့ပုံစံမျိုးနဲ့ဂျားနေမဲပေးခဲ့ကြတဲ့သူတွေကိုကျွန်တော်ကမစိုးလို့ပဲမဲ့အာဆီယံကမြန်မာနိုင်ငံပေါ်မှာတလောက်သဘောထားတွေမှန်မှန်မကန်တစ်စက်နေပြီးဆက်ဆံနေမြန်မာပြည်ရဲ့ပြည်တွင်းရေးဝင်ရောက်ဆွတ်ဖက်နေတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာတောင်မှအာဆီယံနဲ့ပတ်သက်တဲ့သဘောထားကိုတင်းတင်းမာမာမထားနိုင်မနဲ့အခုလိုလွတ်တော်မှာတင်သွင်းဆုံးဖြတ်တဲ့အချိန်ကန့်ကွက်မဲပေးခဲ့တဲ့9ယောက်ကဘယ်သူတွေလဲဆိုတဲ့အချက်ကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါပေမဲ့ဒီအဆိုနဲ့ပတ်သက်ပြီးတော့ဒီလွတ်တော်ရဲ့လုပ်ငန်းစဉ်တွေတိုင်းမဲခွဲဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ထောက်ခံမဲ918မဲနဲ့အာဆီယံနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့နိုင်ငံတော်အစိုးရဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေတင်သွင်းပြုနိုင်ခဲ့တယ်။ဒါပေမဲ့ကန့်ကွက်မဲပေးခဲ့တဲ့ဒီတက်စပေါက်9ယောက်ကိုခေါ်ရမယ်ကန့်ကွက်မဲ9ခုကတော့စိတ်ဝင်စားဖို့ကောင်းတယ်။လွတ်တော်တွေကိုရောက်လာပြီးတော့တိုင်းပြုပြည်ပြုမလုပ်ဖဲနဲ့ပြည်တွင်းရေးမှာကျွန်တော်ကပြည်တွင်းရေးနဲ့ပတ်သက်လို့ရှိရင်တိုင်းရင်းသားဆိုတဲ့ခေါင်းစဉ်အောက်နဲ့တိုင်းရင်းသားဆိုတဲ့ခေါင်းစဉ်အောက်ကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သက်သဘောထားပျော့ပြောင်းနေဆိုရင်တော့ကျွန်တော်ကနည်းနည်းပါးပါးလက်ခံလို့ရသေးတယ်။သို့တော့အာဆီယံလိုမြန်မာနိုင်ငံကိုမလုံမုန်းထားရှိနေတဲ့နိုင်ငံတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဘက်ကသဘောထားတင်းမာစွာနဲ့ဆက်ဆံဖို့လိုအပ်တယ်လို့လွှတ်တော်တွေကိုရောက်ရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကငြိမ်ကြံပြီးမိဖို့လိုအပ်ပါတယ်ဒီလိုအခြေအနေမှာဒီ risk များတဲ့အခြေအနေမှာရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတဲ့နောက်လွှတ်တော်တွေကိုရောက်လာကြပြီးတော့နိုင်ငံတော်ကပြည်သူကကြွေးတဲ့ထမင်းနိုင်ငံတော်ကပေးတဲ့အဆောင်အယောင်တွေနဲ့လွှတ်တော်ထဲမှာအလကားလာထိုင်ပြီးတော့အာဆီယံလိုနိုင်ငံနဲ့ပတ်သက်ရင်ကိုတိုင်းပြည်နဲ့အာဆီယံအဖွဲ့အစည်းနဲ့ရွေးချယ်ရမယ်အစားအာဆီယံကိုပြင်းပြင်းထန်ထန်နဲ့ဆက်ဆံရမယ်ဆိုတဲ့သဘောထားမရှိတဲ့တစ်စပေါက်တွေနဲ့ပတ်သက်ရင်တော့တော်တော်စိတ်မချမ်းမသာဖြစ်ရပါတယ်ဒါကအခုလွှတ်တော်စတဲ့အချိန်ကဒီဒုတိယအချိန်ပြန်လည်ပြီးတော့စတင်တာဖြစ်ပါတယ်ပထမပိုင်းမှာတတိယအချိန်လွှတ်တော်ရဲ့ပထမပုံမှန်အစည်းအဝေးတွေကမတ်လထဲမှာစတင်တယ်ဧပြီလ10ရက်နေ့မှာရပ်နာပြီးတော့အခုဇွန်လ2ရက်နေ့3ရက်နေ့မှာတတိယအကြိမ်လွှတ်တော်ရဲ့ဒုတိယပုံမှန်စည်းဝေးတွေကိုကျွန်တော်ပြန်လည်စတင်တယ်လွှတ်တော်တွေကိုရောက်တာတောင်မှဖင်ပူအောင်မထိုင်ရသေးဘူးရွေးကောက်ခံကိုယ်စားလှယ်တွေအမတ်ဆိုတဲ့ပုံကိုယ်တွေကတိုင်းပြည်ကိုတက်ဆဖောက်ဖို့အတွက်ပြင်ဆင်နေပြီလားဆိုတဲ့အချက်ကိုကျွန်တော်စဉ်းစားဖို့လိုတယ်ပုံပွင့်လင်းလင်းပြောရရင်တော့ဒေါက်တာနန္ဒာလှမြင့်ရဲ့အဆိုပြုတင်သွင်းသွားတဲ့မေးခွန်းနဲ့ပတ်သက်ရင်မြန်မာနိုင်ငံသားမှန်ရင်သို့မဟုတ်တိုင်းရင်းသားမှန်ရင်သို့မဟုတ်မြန်မာနိုင်ငံကိုချစ်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကိုလိုလားရဆိုရင်အာဆီယံကဘယ်လောက်ထိကလင်ကကျစ်လုပ်နေတယ်လဲဆိုတာကိုနားလည်တယ်ဆိုရင်ကန့်ကွက်မဲတွေဂျားနေမဲတွေတော့ရှိစရာမလိုပါဘူးဒါပေမဲ့ကန့်ကွက်မဲတွေဂျားနေမဲတွေပါလာတယ်အရှိမတင်ဆက်ပေးခဲ့တယ်လို့ပဲဂျားနေမဲတွေဆိုတာကနိုင်ငံရေးအရာပါရမီမရှိလို့
နိုင်ငံရေးအရာရေကန်မြေကန်မကောင်းလို့နိုင်ငံရေးဗဟုသုတမရှိလို့နိုင်ငံရေးအာဟာရပိန်လှီနေတဲ့အတွက်ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းနဲ့အာဆီယံနဲ့မြန်မာရဲ့အပေါ်မှာဆက်ဆံရေးအာဆီယံနဲ့မြန်မာနိုင်ငံကြားကအခြေအနေမှာလွှတ်တော်ဆိုတဲ့အဖွဲ့အစည်းတွေကနေပါလီမန်ထဲကနေမှဒီလိုဆုံးဖြတ်ချက်တွေချနိုင်မှုထိညံမမီတဲ့သူတွေကကြားနေမယ်ပြီးခဲ့တယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ကဖြည့်တွေ့လို့ရတယ်။သို့တော့ကန့်ကွက်မယ်ပြီးခဲ့တဲ့အကြောင်းအရာကလာမယ့်လွှတ်တော်အတွက်လက်ရှိပါလီမန်ထဲမှာရှိနေတဲ့9ယောက်နဲ့ပတ်သက်ရင်တော့လာမယ့်တမ်းမြုပ်ပြည်သူအစိုးရတင်သွင်းတာတွေမှာလည်းအမြဲတမ်းကန့်လန့်တိုက်လာနိုင်သလားဆိုတော့ကျွန်တော်ကမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုတယ်။လက်တန်းတွေကိုမှတ်ပေးခံပြီးရွေးပေးလိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကနိုင်ငံတော်ကပေးတဲ့လာစာပြည်သူလူထုရဲ့မျှော်လင့်ချက်တွေနဲ့ရောက်လာပြီးတော့တိုင်းပြည်ပြည်သူလုပ်ငန်းတွေလှုပ်ဆောင်ရမယ်ဆိုတဲ့အခြေအနေမျိုးမှာအာဆီယံနဲ့ပတ်သက်ရင်ဘုံသဘောတူညီချက်နဲ့ပတ်သက်ရင်အာဆီယံ 5PC နဲ့ပတ်သက်ရင်အာဆီယံရဲ့ brain နဲ့ပတ်သက်ရင်မြန်မာနိုင်ငံကမူဝါဒပိုင်းဆိုင်ရာမှာလိုက်နာနေတဲ့နိုင်ငံစီမံစည်းကမ်းဆိုင်ရာမှာလိုက်နာနေပေမဲ့တဆင့်နိုင်နဲ့နှိမ်ချဆက်ဆံခံနေရတယ်ဆိုတဲ့အခြေအနေမျိုးမှာလက်သေးစိတ်ရင်ကျွန်တော်လက်ထိတ်နာဖို့လိုပါတယ်ကျွန်တော်တို့ပေးခဲ့တဲ့မဲတွေကလက်တန်းတွေမှင်ဆုံးခဲ့တာတွေကတိတ်ခါရှိဖို့လိုပါတယ်ဒါပေမဲ့လွတ်တော်တွေကိုတက်စပေါက်တွေရောက်နေသလားအခုခေတ်ကာလစကားနဲ့ပြောရင်လွတ်တော်တွေကိုဖျဲသေးတွေရောက်နေသလားဆိုတဲ့အချက်ကိုကျွန်တော်တို့အခုချိန်မှာသတိထားကြရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့2026ခုနှစ်မတ်လမှာလွတ်တော်စတင်တဲ့အချိန်တုန်းက2021ခုနှစ်အခင်းအကျင်းကနေတက်ဆွန်စံပြခက်ခက်ခဲခဲရှင်းတန်ပြီးတော့ရွေးကောက်ပွဲကာလမှာကြုံတွေ့ရတဲ့နိုင်တဲ့စီးနေပြုမှုအနိုင်ဖြစ်မှုစော်ကားမှုအသက်အန္တရာယ်ချင်းချောက်မှုတွေကြားတွေကပဲလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ဝင်ရောက်ရှင်ပြန်ပြီးတော့ရွေးချယ်ခံခဲ့ရတာဖြစ်တဲ့အတွက်နိုင်ငံတော်ပေါ်မှာအခြေအနေမှန်တွေကိုနားလည်ပြီးတော့နိုင်ငံရေးတည်မှန်မယ်လို့ကျွန်တော်တို့ကလုံးဝ 100% ယုံကြည်ခဲ့ပါတယ်။သို့တော့အခုအချိန်ဒီမှာတက်စပေါက်တွေရှိလာတယ်။ကန့်ကွက်မဲတွေကပြည်တွင်းရေးဖြစ်နေတဲ့အခြေအနေမှာတောင်မှပြည်တွင်းရေးကိုနားမလည်တဲ့အထူပါနားမလည်တဲ့လွတ်တော်ကိုယ်စားလှယ်တွေရှိနေခြင်းကဒီအခုတတိယအကျဉ်လွတ်တော်ထဲမှာဆွမ်းဆန်နေပြက်ချီရောနေပြီဆိုတဲ့အချက်ကိုကျွန်တော်တို့ကအာမနာတိုင်းပြောရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့လွတ်တော်စားတဲ့အချိန်မှာတွေကဒီပပတီတီမဲဆန္ဒနယ်မှာရှိတဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးလာဆွေပြောကြားတဲ့စကားကိုဒီနေ့ဒီအချိန်မှာကျွန်တော်တို့ထပ်ပြီး record ပြန်လုပ်ပြီးတော့ထောက်ခံသွားရမှာဖြစ်ပါတယ်။ဒါကအရေးချင်းမပြည့်မီတဲ့လွတ်တော်ကိုယ်စားလှယ်ကို right to recall နဲ့ဖြုတ်ချနိုင်တဲ့အခြေအနေမျိုး right to recall နဲ့လွတ်တော်ကိုယ်စားလှယ်တယောက်ရဲ့တာဝန်ကိုရန်နာနိုင်တဲ့ဥပဒေမျိုးကျွန်တော်တို့ပြဋ္ဌာန်းဖို့လုပ်ပြီးဖြစ်ပါတယ်။လွတ်တော်တွေကိုလာနိုင်ငံတော်ကပေးတဲ့အဆောင်အယောင်နိုင်ငံတော်ကပေးတဲ့အခါချင်းတွေနိုင်ငံတော်ကပေးတဲ့လစာတွေယူပြီးတော့လက်ညှိုးတော်ခေါင်းကြီးလိုမျိုး NLD အမတ်တွေတုံးတန်းအောင်ငါတဲ့အမတ်တွေလိုမဟုတ်ပေမဲ့တိုင်းပြည်ပေါ်မှာစီဒနာမှန်မှန်နဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုတော့ကျွန်တော်တို့ကမျက်ခြေမပြတ်စောင့်ကြည့်ပြီးတော့လိုအပ်အရေးချင်းမပြည့်ဝရင်တိုင်းပြည်ကိုသက်စာဖောက်မယ်ဆိုရင်တော့ဖြုတ်ချနိုင်တဲ့ဥပဒေတစ်ခုကရှိဖို့လိုပါတယ်ကျွန်တော်တို့ကရွေးကောက်ပွဲကိုမဲပေးလိုက်ပြီးတော့ဒီအစိုးရတပ်တန်းတစ်လျှောက်လုံးလွတ်တော်တပ်တန်းတစ်လျှောက်လုံးမှာကောင်းကောင်းမကောင်းကောင်းကောင်းရင်ဆန်မကောင်းရင်ခံဆိုတဲ့ပုံစံမျိုးနဲ့လွတ်တော်ကိုယ်စားလှယ်တယောက်လွတ်တော်ထဲမှာအလကားနေထိုင်ကြည့်ဖို့ကတော့သဘောထားကြီးစရာအကြောင်းရှိဖြစ်ပါတယ်ပြည်သူလူထုအားလုံးရဲ့သဘောထားကလည်းအရေးချင်းမပြည့်မီတဲ့လွတ်တော်ကိုယ်စားလှယ်အရေးချင်းမပြည့်မီပြီးတော့တိုင်းပြည်ကိုသက်စာဖောက်ဖို့အတွက်နိုင်ငံရေးတည်မှန်မှန်နဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုလွတ်တော်ထဲမှာမမြင်ကျင်ကြဘူးဆိုတဲ့အခြေအနေကကျွန်တော်နိုင်ငံသားတွေအားလုံးရဲ့ရှင်ထဲမှာလည်းရှိပါတယ်မဲပေးခဲ့ကြတဲ့အချိန်မှာလည်းပြည်သူလူထုမှာ risk တွေများတယ်စိန်ခေါ်မှုတွေများတယ်အသက်အန္တရာယ်ချင်းချောက်နေတဲ့ကြားတွေကမဲပေးခဲ့ကြတယ်မဲပေးရကြုံမနဲ့တဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ခြင်းတော့အချိန်တိုင်းဖြုတ်ချလို့ရမယ် right to recall 2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်အရေးချင်းမပြည့်မီတဲ့လွတ်တော်ကိုယ်စားလှယ်ကိုဖြုတ်ချနိုင်မှုတဲ့ကျွန်တော်တို့အခုတတိယအကြိမ်လွတ်တော်မှာအဆိုပြုတင်သွင်းဖို့အတည်ပြုမဲခွဲဖို့လိုအပ်လာပြီဖြစ်ပါတယ်ဒီနေ့ဒေါက်တာနန္ဒာလှမြင့်ရဲ့အာဆီယံနဲ့ပတ်သက်ပြီးတော့အဆိုပြုတင်သွင်းတဲ့အခြေအနေမှာမဲခွဲဆုံးဖြတ်လိုက်တဲ့အချိန်ဘသူကကြားဘသူကနွားဘသူကဖားဘသူကငါးဆိုတော့ကိုကွက်ပြပြမြင်တွေ့လာကြရပါတယ်ဒါကိန်းဂဏန်းတွေကပြတဲ့ရည်ညွှန်းချက်တွေဖြစ်ပါတယ်ဘသူကကန့်ကွက်မဲပေးလိုက်တယ်ဆိုတော့ကိုကျွန်တော်တို့ကပြုတ်ဝက်မဲပေးစနစ်နဲ့ပေးခဲ့တာဖြစ်တဲ့အတွက်ဒါတွေကိုကျွန်တော်တို့ကတယောက်ချင်းစီရဲ့ privacy ကိုချိုးဖောက်လို့တော့မရအောင်လွတ်တော်ရဲ့လုပ်ငန်းစဉ်အတိုင်းပဲလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပြီးတော့ဒီမိုကရေစီရဲ့စံချိန်စံညွှန်းအတိုင်းပဲလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်သို့တော့တိုင်းပြည်နဲ့လူမျိုးရဲ့တိုင်းပြည်ရဲ့အကျိုးစီးပွားနဲ့ရှင်လာရင်တော့တစ်ဖက်ထဲမှာအားလုံးရှိမယ်လို့ကျွန်တော်အားလုံးကပြောနေထားပါတယ်သို့တော့နိုင်ငံရေးအာဟာရမပြေဝတဲ့ပိန်နေကြတဲ့ဂျားနေမဲ့စင်မဲနဲ့နိုင်ငံရေးတတိမမှန်တဲ့ဂျားနေမဲ့ငါးမဲနဲ့ပတ်သက်ရင်နောက်ထပ်ကောတိုင်းပြည်ပြည်သူဥပဒေတွေတိုင်းပြည်ပြည်သူအစိုးရတင်သွင်းတာတွေတိုင်းပြည်နဲ့နိုင်ငံတော်အတွက်တပ်တော်နဲ့ပြည်သူလူထုအတွက်နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက်အကျိုးမပြုတဲ့ကန့်ကွက်မဲတွေကိုတော့ကျွန်တော်တို့မျက်ခြေမပြတ်စောင့်ကြည့်သွားမှာဖြစ်ပါတယ်ဒါကဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားကိုအလံပေးလိုက်တာဖြစ်ပါတယ်လွတ်တော်ထဲမှာအားလုံးကတိုင်းပြည်ပြည်သူလွတ်တော်ကိုယ်စားလှယ်တွေကြီးပဲရှိနေတယ်ဆိုတော့ယုံကြည်မှုကိုဒီနေ့ခေါင်းခေါက်လိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်လွတ်တော်ထဲမှာဖျဲသီးတွေရောက်နေသလားဆိုတဲ့အချက်ကိုကျွန်တော်တို့မိဘပြည်သူတွေလည်းမျက်ခြေမပြတ်နဲ့စောင့်ကြည့်ဖို့လိုပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒေါက်တာနန္ဒာလှမြင့်တင်သွင်းထားတဲ့ပြောဆိုသွားတဲ့ဆွေးနွေးသွားတဲ့နောက်ပြီးတော့ဒီနောက်ထပ်လွတ်တော်ကိုယ်စားလှယ်တယောက်ကထောက်ခံဆွေးနွေးသွားတဲ့အကြောင်းအရာကိုတီးသန့်ဗီဒီယိုဖိုင်ပုံနဲ့ကျွန်တော်တင်ဆက်ပေးထားပါတယ်ကျွန်တော်တို့မိဘပြည်သူပေးသက်ကြီးအနေနဲ့ဒီဒေါက်တာနန္ဒာလှမြင့်အစိုးရတင်သွင်းထားတဲ့လွတ်တော်တွေကတင်သွင်းထားတဲ့ဗီဒီယိုဖိုင်ကိုလည်းတီးသန့်တွားရောက်ကြည့်ရှုနိုင်ပါတယ်ဒါကတော့လွတ်တော်ထဲမှာစုံစမ်းလေးကိုကြက်ချီရောနေသလားဖျဲသီးတွေကြောင်းနေသလားဆိုတဲ့အချက်နဲ့ပတ်သက်ပြီးချင်းကပ်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်
ထပ်တဲ့တော့ပါနောက်ထပ်တဲ့ဘုတ်ကတော့ပြီးခဲ့တဲ့ရက်ကအီရန်အမေရိကန်ဒီအပြစ်ခတ်ရစဲရေးလေခဲတေးလေးဖြစ်နေတာကနေဟောမော့စီလည်းကြောင်းဖွင့်ပေးလိုက်တယ်အရှိလေပိုင်းဒေသမှာလည်းဒီရေနံစိတ်ကမ်းတွေရေနံတင်တဲ့နေရာတွေရေနံချက်ဆက်ရုံကြီးတွေပြန်လည်ပြီးတော့လေဘက်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့အခြေအနေမျိုးမှာပဲကမ္ဘာလောင်စာဆီအကျပ်တွေကတဖြည်းဖြည်းနဲ့ရောကျလာပြီဖြစ်ပါတယ်ပြီးခဲ့တဲ့2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ကစတင်ခဲ့တဲ့အီရန်အမေရိကန်စစ်ပွဲရဲ့နောက်ဆက်တွဲမတ်လနဲ့ဧပြီလတွေကဆွမ်းအင်နဲ့လောင်စာဆီအကျပ်တွေဆုံးအခြေအနေတွေဖြစ်ခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံမှာလည်းလောင်စာဆီတွေဓာတ်ဆီဒီဇယ်ပရီမီယံဒီဇယ်92 95တွေအားလုံးဈေးတွေကြီးမြင့်စွာနဲ့ဝယ်ယူခဲ့ရပါတယ်ဒါပေမဲ့အခုဒီတစ်ပတ်ထဲမှာတော့ဒီလောင်စာဆီဈေးကွက်ရင်းညွှန်းဈေးကွက်ကတိတိကျကျကျဆင်းလာတာကိုမြင်တွေ့ရတယ်ပြီးခဲ့တဲ့ဒီနှစ်ပတ်သုံးပတ်လောက်က92 95တွေဆိုလို့ရှိရင်1လီတာကို4800 5000နဲ့ပရီမီယံဒီဇယ်ဆို6000ကျော်9000နီးပါးထိရောက်ခဲ့တဲ့အခြေအနေကနေအခုရန်ကုန်မှာအခြေပြုတဲ့ရင်းညွှန်းဈေးက92ဆိုရင်3600ကျော်95ဆိုရင်လည်း3600ကျော်3900နီးပါးဒီဇယ်ဆိုရင်3500ကျော်ပရီမီယံဒီဇယ်မှာဒီ4000စုံစုံလေးတာရှိလာတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ဒီရန်ကုန်ကနေတည်ယူဈေးတွေပေါင်းပြီးတော့ profit နဲ့ 2% သို့မဟုတ်မြက်တစ်ခုခုနဲ့တွက်ပြီးတော့မြန်မာနိုင်ငံအနှံ့အပြားကိုရောက်ရှိနေတဲ့လောင်စာဆီတွေကလည်းတဖြည်းဖြည်းနဲ့ဈေးကျလာပြီဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်စင်နဲ့စွမ်းရည်ဝန်ကြီးဌာနကလည်းလောင်စာဆီတွေကိုအလေးနဲ့မဖြစ်စေရတဲ့ကြက်မဲ့ဆောင်ရွက်နေတာတွေရှိတယ်သို့တော့လက်ရှိအချိန်မှာလောင်စာဆီအကျက်တွေကတဖြည်းဖြည်းရောကျလာပြီးဈေးတွေလည်းကျဆင်းလာပြီဖြစ်တဲ့အတွက်အသုံးသူပြည်သူလူထုအနေနဲ့ကလောင်စာဆီတွေဓာတ်ဆီဒီဇယ်တွေကိုဈေးချိုချိုနဲ့ပြန်ပြီးတော့ဝယ်သုံးနေရပြီဖြစ်တယ်ဒီတက်နေတဲ့အချိန်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့တစ်ပတ်ကိုစီကြီးပဲတသိန်းမှုလောက်တည်ရတယ်တသိန်းမှုဆိုတာဒီအလုံးနဲ့အိမ်နဲ့သွားတဲ့ကီလိုမီတာတွက်မယ်ဆိုရင်တော့မှတစ်ပတ်ကိုစီဖို့တသိန်းလောက်ထည့်ရတဲ့အချိန်ကနေအခုဈေးကျသွားပြီးတဲ့နောက်တစ်ပတ်ကိုစီဖို့က9000နီးပါးလောက်ဖြစ်သွားတယ်နောက်ထပ်ဈေးတွေကျမယ်ဆိုလို့ရှိရင်စီဖို့ပို့ပြီးတော့ကျလာမှာဖြစ်တယ်ကျွန်တော်တို့ပဲမြန်မာနိုင်ငံသားတွေအားလုံးကလည်းဒီလောင်စာစီကိုပဲအမိပြုပြီးတော့ဆိုင်ကယ်ရှိတဲ့သူကဆိုင်ကယ်ကားရှိတဲ့သူကကားနေ့စဉ်သွားလာနေကြတဲ့လုပ်ငန်းတွေသွားမယ်ဈေးဝယ်သွားမယ်ကျန်းမာရေးကိစ္စသွားမယ်ကျောင်းကျို့သွားမယ်ကျောင်းပို့သွားမယ်ဒါတွေအားလုံးကအသုံးပြုနေကြရတာဖြစ်ပါတယ်ဒါကြောင့်အခုလိုလောင်စာဆီဈေးတွေကျလာတဲ့အတွက်ပြည်သူလူထုအနေနဲ့လည်းတစ်ဖက်မှာကုန်စည်နှုန်းကြီးမြင့်မှုတွေကြားတွေကအခုလိုလောင်စာဆီဈေးနှုန်းတွေကျလာတာကတော့ဒါမင်္ဂလာရှိတဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ဆိုတော့မဟုတ်ပါဘူး။စောင်းစီဈေးကွက်ကလည်းအခုဒီဘက်ရည်ညွှန်းဈေးက30နဲ့50နီးပါးလောက်ကျသွားတာကိုမြင်တွေ့ရပါတယ်။စောင်းစီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမလေးရှားတို့အင်ဒိုနီးရှားတို့ကနေတင်သွင်းပြီးတော့သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ import ဒီဒီလာတွေနဲ့ပေါင်းပြီးလုပ်ငန်းရှင်များအသင်းနဲ့ဒီစစ်ကောင်တွေများအသင်းနဲ့ပေါင်းပြီးတော့ဒီစီပါကူတန်းကစားသုံးသူရေးရဦးစီးဌာနနဲ့အတူတကွလှုပ်ဆောင်ပြီးတော့စားသုံးစီအကျယ်တွေကိုဖြည့်ရှင်းနေတယ်။နောက်ဆုံးတကယ်သုံးတဲ့မြေပြင်မှာရှိနေတဲ့ end user တွေအထိအရောက်ပြီးခဲ့တဲ့နှစ်နဲ့3နှစ်တွေကကျွန်တော်တို့ပုံစံတွေမျိုးစုံနဲ့ဆောင်ရွက်ခဲ့တယ်။ပြီးခဲ့တဲ့ April လတကြံမတိုင်ခင်ကတော့စောင်းစီစီကတရေတက်သွားခဲ့တာ။လောင်စာစီအကျယ်တဲကြောင့်လည်းပါတယ်။ဒေါ်လာစီအကျယ်တဲကြောင့်လည်းပါတယ်။ဒေါ်လာဈေးတက်ပြီးတော့မြန်မာငွေကြေးကျနေတာကြောင့်လည်းပါတယ်။စောင်းစီစီကတပိတ်တာကို8900နီးပါးလောက်ထိတက်သွားတာပါ။ဒါပေမဲ့အခုဒီရက်ပိုင်းတွေမှာတော့စောင်းစီစီကတပိတ်တာကိုမှဒီ8000ပတ်ဝန်းကျင်လောက်သာရှိပါတော့တယ်။8000ပတ်ဝန်းကျင်8100 8050ဒီပတ်ဝန်းကျင်လောက်သာရှိတာကိုမြင်တွေ့ရတယ်။ဒါကြောင့်မလို့တစ်ဖက်မှာဓာတ်ဆီဒီဇယ်ဈေးလည်းကျလာတယ်။နေ့စဉ်သုံးစွဲနေတဲ့နေ့စဉ်ဟင်းချက်စားတောက်နေရတဲ့ဟင်းတက်ခွက်ထဲမှာထည့်ရတဲ့စားသုံးစီစားအောင်စီကလည်းဈေးကျလာတာဖြစ်တဲ့အတွက်ပြည်သူလူထုအတွက်ကတော့နည်းနည်းလေးဟင်းချနိုင်တဲ့တပ်ပြင်းချလို့ရတဲ့အခြေအနေမျိုးတစ်ခုကိုရောက်လာပြီလို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့အခုလာမယ့်ဇူလိုင်လ1ရက်နေ့ကစပြီးတော့စားအောင်စီရောင်းဝယ်မှုမှာစားအောင်စီဝယ်ယူမှုမှာသတ်မှတ်ထားတဲ့ကတ်တွေနဲ့ပုံစံတွေနဲ့ပြောင်းပြီးတော့ထပ်မံရောင်းချမယ်စနစ်ပြောင်းမယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားသိရတယ်။နေပြည်တော်ကပြည်တော်စုနယ်မြေမှာဆိုလို့ရှိရင်လည်းဒီစားအောင်စီဝယ်ယူခွင့်ဆိုတဲ့ကတ်တွေနဲ့တစိမ့်တွေပါမယ်။ဘယ်နေ့ဘယ်ဆိုင်မှာဘယ်လိုပုံစံနဲ့ဝယ်ယူရမယ်ဆိုတဲ့ရခင်လုံးနေကြစီမင်းစည်းကမ်းမှာကတ်ပုံစံပြောင်းပြီးတော့စတင်ရောင်းချတော့မယ်ဆိုတဲ့သတင်းတွေလည်းကြားသိရတယ်။ထိုနည်းတူစွာပဲရန်ကုန်နဲ့မန္တလေးတခြားဒေသတွေမှာလည်းစားအောင်စီကိုစနစ်တကျနဲ့ရောင်းဝယ်နေကြပြီးတော့သက်ဆိုင်ရာဝန်ကြီးဌာနရဲ့အသင်းတွေနဲ့ပေါင်းပြီးတော့လှုပ်ဆောင်နေကြတာကိုမြင်တွေ့ရပါတယ်။ဒီနေရာမှာဒီစားအောင်စီနဲ့ပတ်သက်ရင်ကျွန်တော်တို့အနေငယ်ဖြစ်ဆွက်လိုတာကလက်ကားကိုယ်စားလှယ်တွေနဲ့ပတ်သက်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။လက်ကားကိုယ်စားလှယ်တွေဆိုတာကဒီလက်လီကိုယ်စားလှယ်တွေနဲ့စားသုံးသူတွေရဲ့ကြား import dealer တွေနဲ့သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ကြားမှာ distribution လုပ်ရတဲ့သူတွေဖြစ်ပါတယ်။ဒီလို distribution လုပ်ရတဲ့သူတွေကလက်လီကိုယ်စားလှယ်တွေအထိစီအရောက်ပို့နိုင်မှုကတာဝန်ကျေဖို့လိုတယ်လို့အကျင့်ပြတ်ခြားစားမှုလည်းကင်းဖို့လိုပါတယ်။ဒါအပြင်လက်လီကိုယ်စားလှယ်ရဲ့လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီးတော့အာဏာပြတာတွေပါဝါပြတာမျိုးတွေကိုလည်းကျွန်တော်ရှောင်ရှားရပါလိမ့်မယ်။ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတချို့သောနေရာတွေမှာသတင်းစကားတွေကျွန်တော်ကြားနေရတယ်။လက်ကားကိုယ်စားလှယ်တွေကလက်လီကိုယ်စားလှယ်တွေအပေါ်မှာလွှမ်းမိုးတာချုပ်ကင်လိုတာအမိန်ပေးလိုတာစေခိုင်းလိုတာချင်းချောက်လိုတာမျိုးလက်လီရောင်းချခွင့်နဲ့ပတ်သက်ပြီးတော့ပိတ်သိမ်းလိုတာမျိုးဆိုတဲ့သဘောတရားတွေနဲ့ပါတဲ့ဖြစ်စဉ်တွေတချို့ရှိနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားသိရတယ်။ဒါကြောင့်လက်ရှိနိုင်ငံတော်မှာလောင်စာဆီအကျပ်တဲတာမကစောင်းဆီအကျပ်တဲကိုလည်းဖြည့်ရှင်းပေးနေရတဲ့အချိန်လက်ကားကိုယ်စားလှယ်တွေကစားသုံးသူနဲ့လက်လီကိုယ်စားလှယ်တွေရဲ့ကြားဌာနဆိုင်ရာနဲ့ဒီလာတွေရဲ့ကြားမှာခလောက်ဆန်နေတဲ့ဖြစ်စဉ်တွေရှိရင်တော့လက်ကားကိုယ်စားလှယ်ပေးထားတယ်ဆိုတဲ့လုပ်ပိုင်ခွင့်လက်ကားကိုယ်စားလှယ်ဆိုတဲ့ရောင်းဝယ်ပေါက်ကားခွင့်ကိုပါကျွန်တော်ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။ဒီအကြောင်းအရာတွေကိုကျွန်တော်ဆက်လက်စုံစမ်းပြီးတော့ပေါ်ထုတ်သွားမှာဖြစ်ပါတယ်။ဒါအပြင်လာမယ့်ဇူလိုင်လ1ရက်နေ့ကစတင်မဲ့စားသုံးဆီဝယ်ယူမှုနဲ့ပတ်သက်ပြီးပြည်သူလူထုတကယ်လောက်ငှသလားပြောင်းလဲလိုက်တဲ့စနစ်ကပြည်သူလူထုအတွက်တကယ်ပဲအကျိုးရှိသလားဆိုတာတွေကိုလည်းကျွန်တော်မြေပြင်မှာတစ်ချက်စုံစမ်းပြီးတော့
တင်ဆက်ပေးဦးမှာပဲဖြစ်ပါတယ်ဒါကတော့ဒီတစ်ပတ်ထဲမှာလောင်စာစီဈေးကျဆင်းလာမှုနဲ့အတူစောင်းစီဈေးလည်းကျဆင်းလာတယ်ဒါပေမဲ့လို့ဆိုတော့ရွှေဈေးလည်းကျဆင်းလာပါတယ်နိုင်ငံတော်အစိုးရရဲ့ရည်ညွှန်းဈေးကဒီတစ်ချက်သားကို69သိန်းစွန်းစွန်းရှိပါတယ်ဒါပေမဲ့ပြင်ပပေါက်ဈေးရည်ညွှန်းဈေးကတော့95သိန်းနဲ့စနစ်ဟောင်းနဲ့တွက်ချက်မယ်ဆိုလို့ရှိရင်68သိန်းဖြစ်ပြီးတော့စနစ်တက်နဲ့တွက်ချက်မယ်ဆိုလို့ရှိရင်95သိန်းဝန်းကျင်ရှိနေတယ်လို့သိရပါတယ်ဒါတွေကတော့အခုဒီတစ်ပတ်ထဲမှာသိတာလာတဲ့ဒေါ်လာဈေးကျလာတဲ့ဓာတ်ဆီဒီဇယ်လောင်စာဆီဈေးကျလာတဲ့စောင်းဆီဈေးကျလာပြီးတော့ရွှေဈေးနည်းနည်းလေးအလုတ်ကတ်ဖြစ်လာတယ်အကြဘက်ကိုဥတီလာတယ်ဆိုတဲ့သတင်းလေးတွေဖြစ်ပါတယ်ဒါတွေအားလုံးကမိဘပြည်သူတွေနဲ့နောက်ဆုံးမှာတက်ရောက်မှုတစုံတရာရှိလာမှာဖြစ်ပါတယ်ဓာတ်ဆီဒီဇယ်ဈေးကျရင်တေဈေးတွေကျမယ်ကုန်စည်နှုန်းအနည်းငယ်ကျနိုင်ပါတယ်သို့တော့ကုန်သည်တွေပွဲစားတွေဝိသမလောဘသားတွေကတက်သွားပြီးတဲ့ဈေးတွေကိုချရမယ့်အချိန်မှာမတိကျိုးကျုံပြုတ်ထားပြီးဈေးကစားနေတာမျိုးတွေကိုလည်းစားသုံးသူရေးရာကတာဝန်ရှိသူတွေအနေနဲ့စားသုံးသူအကာအကွယ်ပေးရေးဥပဒေ2014ခုနှစ်ကအတည်ပြုပေးလိုက်တဲ့စားသုံးသူအကာအကွယ်ပြုရေးဥပဒေနဲ့ပတ်သက်ပြီးမြေပြင်မှာကွင်းဆင်းစစ်ဆေးဖို့လိုပါတယ်။စားအုပ်စီလောက်တူတာလိုက်လံစစ်ဆေးတာမျိုးမဟုတ်ဘဲနဲ့နေ့စဉ်လူတွေသုံးစွဲနေတဲ့နေ့စဉ်စားသုံးနေရတဲ့စားနေရိက္ခာတွေဆန်လည်းဖြစ်မယ်စီလည်းဖြစ်မယ်စားလည်းဖြစ်မယ်ငရုတ်သီးဖြစ်မယ်ကြက်သွန်မျိုးဖြစ်မယ်ကုန်ကျန်းတွေဖြစ်မယ်ကုန်မာတွေဖြစ်မယ်ဒါတွေကိုလည်းပွဲရုံတွေအရောက်ဈေးတွေအရောက်ဆိုင်ရန်တွေအရောက်ဆိုင်ကြီးတွေအရောက်အားလုံးကိုလိုက်လံစစ်ဆေးပြီးတော့ဈေးကစားနေတာတွေအစမတန်ဈေးပြင်ရောင်းတာမျိုးတွေကိုလည်းဥပဒေတွေနဲ့ထိန်းချုပ်သွားဖို့လိုအပ်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါကတော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေဒီဒေါ်လာဈေးအပြောင်းလဲနဲ့တူပြည်တွင်းမှာပြည်တွင်းရွှေဈေးကွက်ငွေဈေးကွက်လောင်စာဆီဈေးကွက်စောင်းဆီဈေးကွက်မှာအနေငယ်ကျဆင်းလာတယ်ဆိုတဲ့သတင်းလေးနဲ့ချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဝိသမလောဘသားတွေကုန်တယ်တွေနဲ့ပတ်သက်ရင်သုံးသူအကာအကွယ်ပေးဥပဒေပါတဲ့အချက်တွေအခန်းပေါင်း10ချီရှိတယ်ပုံမှန်ပေါင်း30နီးပါးရှိတယ်ဒါတွေကိုတကယ်အသက်ဝင်အောင်လှုပ်ဆောင်ဖို့လိုပါတယ်မယောင်ရစီလူးတွေမလုပ်ဘဲနဲ့တကယ်ရောင်တဲ့နေရာကိုအနာနဲ့စီတက်အောင်လှုပ်ဆောင်ဖို့လိုအပ်နေပြီဆိုတဲ့သတင်းကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်တဲ့သတင်းတစ်ပုဒ်ကတော့ကျွန်တော်ဒီကလေးတမှုခမ်းဘက်လမ်းပိုင်းကသတင်းလေးကိုအနေနဲ့တင်ဆက်ပေးဖြစ်ပါတယ်ကလေးတမှုခမ်းဘက်လမ်းပိုင်းနဲ့မုံရရကြီးလမ်းပိုင်းဆိုပြီးတော့ကျွန်တော်နှစ်ပိုင်းတင်ဆက်ပေးရမှာပါဒါပေမဲ့အခုဒီကလေးတမှုခမ်းဘက်လမ်းပိုင်းကိုအရင်တင်ဆက်ရရင်တော့တမလို့ကခမ်းဘက်ကိုထိန်းချုပ်ပြီးခမ်းဘက်ကိုကျော်လွန်ပြီးတော့ကန်နန်ဘုတ်ကန်နဲ့ဝိတုတ်ကြီးရွာလောက်ထိကိုဆက်မှန်ပြီးတော့နေမီရှင်းလေးတွေဆောင်ရွက်နေတယ်။တမှုကချီတက်လာတဲ့တမလို့စစ်ကြောင်းတွေကလည်းရန်နှင်းဖိုင်ကိုကျော်လွန်ပြီးတော့အခုဝိတုတ်ကြီးရွာမှာနှစ်ဖက်စစ်ဆိုင်ထားတယ်။ဒီအချိန်ဒီမှာအကြမ်းဖက်သမားတွေကဒီကလေးတမှုလမ်းပိုင်းကိုစုတ်ခွာရင်းနဲ့ခမ်းဘက်ကနေစုတ်ခွာရင်ကန်နန်တွေဘုတ်ကန်ကနေကိုတီဗန်ကနေအတွင်းထဲမှာရှိနေတဲ့ကြီးရွာတွေကိုချိတ်ဆက်ပြီးတော့စုတ်ခွာသွားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရတယ်။ဒါအပြင်အခုဒီဝိတုတ်မှာစကန်ချနေတဲ့အကြမ်းဖက်သမားတွေကအခြေအနေမလှတော့တာကြောင့်အတွင်းထဲမှာရှိနေတဲ့မင်းသမီးရွာတို့ရွာသားရွာတို့နောက်ပြီးတော့ဒီစွန်လေရွာဟောင်းရွာမှစားတဲ့ကြီးရွာတွေဘက်ကိုစောက်ခွာပြီးတော့ရွာသူရွာသားတွေကိုလူသားတိုင်းအနေနဲ့ရွာပြင်ကိုမထွက်ခိုင်းမဲနဲ့ခန်းစစ်ပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ဒီသတင်းရဲ့တစ်ဖက်မှာတက်ရောက်မှုကတော့ဒီဝိတုတ်ကြီးရွာအနီးကအကြမ်းဖက်သမားတွေရဲ့ခန်းစစ်စခန်းတွေကလည်းတဖြည်းဖြည်းဆွန့်ခွာပြီးတော့တောတွေတောင်တွေထဲမှာအတွင်းထဲမှာရှိနေတဲ့စွန်လေရွာတစ်ရွာဟောင်းအောင်ကောင်းပြောကြည့်ရွာသားနဲ့အတွင်းဘက်မှာရှိတဲ့မင်းသမီးရွာလောက်ထိကိုအကြမ်းဖက်သမားတွေရွှေ့ပြောင်းမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်အကြမ်းဖက်သမားတွေကဒီလိုစီးအခြေအနေမကောင်းလို့ရွှေ့ပြောင်းပြီးတော့အတွင်းထဲကရွာတွေကိုရောက်သွားတဲ့အချိန်မင်းသမီးရွာသားနဲ့စွန်လေကြီးရွာကရွာသူရွာသားတွေကို PDF တွေကလူသားတိုင်းအနေနဲ့ဖမ်းဆီးထားတယ်ရွာပြင်ကိုမထွက်ခိုင်းမဲနဲ့အခုတိုက်ပွဲဖော်ဆောင်မှုတက်မတော်စစ်ကြောင်းတွေနဲ့ရှင်းလင်းမှုထိတွေ့မှုဖြစ်တဲ့အချိန်ရွာသားတွေကိုလူသားတိုင်းအနေနဲ့အသုံးပြုဖို့စစ်ရေးဖော်ဆောင်မယ်ဆိုတဲ့သတင်းတွေကြားသိနေရပါတယ်ဒါကြောင့်အခုဒီပြောင်စုလမ်းမကြီးလို့ခေါ်လို့ရမယ်မိုးလေးတမှုခမ်းဘက်လမ်းပိုင်းကချီတက်လာတဲ့တက်မတော်စစ်ကြောင်းတွေကဝိတုံနဲ့တူပန်ကြီးရွာကိုလည်းမကြခင်သိမ့်ပိုက်နိုင်တော့မှာဖြစ်တယ်။သို့တော့အတွင်းထဲကိုဆုတ်သွားတဲ့အချမ်းဘက်သမားတွေကမင်းသမီးရွာသားစွန်လေကြီးရွာတွေကိုဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါကြောင့်တမတော်အနေနဲ့ဒီကလေးခမ်းဘက်တမှုလမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်ပြီးပြီဆိုရင်တော့အချမ်းဘက်သမားတွေနောက်ဆုံးဆုတ်ခွာသွားတဲ့ဝိတုံရွာတစ်ရွာမအဲ့ဒီတော့အတွင်းထဲမှာရှိနေတဲ့စွန်လေရွာတစ်ရွာဟောင်းနဲ့ရွာသားမင်းသမီးကြီးရွာတွေအထိကိုဆက်လက်နေပြီးရှင်းလင်းရမှာဖြစ်ပါတယ်။မင်းသမီးကြီးရွာကလုံးဝအတွင်းထဲမှာရှိတဲ့တောင်ကြီးမှာရှိတဲ့တောတောင်တိုက်တွေရဲ့အခြေမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။စွန်လေဆိုတဲ့ကြီးရွာကတော့ရွာတစ်ရွာဟောင်းနှစ်ရွာပေါင်းထားပြီးတော့ရွာကြီးတစ်ရွာဖြစ်တယ်။အင်ဂျီ400ကျော်နီးပါးရှိတဲ့ကြီးရွာကြီးတွေဖြစ်ပါတယ်။ဒီနေရာတွေကိုအကြမ်းဖက်သမားတွေကဝင်ရောက်ပြီးတော့ခန်းစစ်တွေပြင်စခန်းတွေချရွာသူရွာသားတွေကိုတစားကန်ဖမ်းဆီးထားတယ်ဆိုတဲ့အခြေအနေမျိုးကြောင့်တမတော်အနေနဲ့ဒီနေရာကိုနေပြီးရှင်းလင်းမယ်ဆိုရင်တော့တော်တော်လေးခက်ခဲနဲ့ထိန်းနဲ့ပြစ်ခတ်ရှင်းလင်းရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ကလေးတမှုလမ်းမကြီးကိုထိန်းချုပ်မယ်ဆိုရင်ဘေးမှာရှိနေတဲ့အကြမ်းဖက်သမားတွေအဖျားအနာတွေစုဖွင့်နေရတဲ့အားလုံးကိုတမတော်ကလုံးဝပြစ်ခတ်ရှင်းလင်းသွားမှာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေအတွက်ကတော့အသက်ရှင်စရာနေရာလုံးဝရှိမှာမဟုတ်ဖြစ်ပါတယ်။ဒါကတော့ကလေးတမှုခမ်းဘက်လမ်းပိုင်းကအခြေအနေဖြစ်ပါတယ်။နောက်ထပ်မုံရွာရာကြီးကလေးဝလမ်းပိုင်းကိုပြန်ကြည့်ရင်တော့တမတော်စစ်ကြောင်းတွေကပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကကြော်ရွာကိုရောက်ရှိခဲ့တယ်။ကြော်ရွာဆိုတာကပြည်သူ့စစ်ရွာဖြစ်တဲ့ပြီးခဲ့တဲ့ဧပြီလမှာလာရောက်တိုက်ခိုက်ခံရမှုတဲ့ရွာဆိုတာလည်းကျွန်တော်ရဲ့မနေ့ကအစီအစဉ်မှာတင်ဆက်ပေးခဲ့ပူပါတယ်။ဆက်လက်ပြီးတော့တမတော်စစ်ကြောင်းတွေကကလေးဝကိုချီတက်နေပြီးတော့ဂျားမှာရှိနေတဲ့ဒီချောင်းကူတရာလေးတွေနောက်ပြီးတော့ဒီခင်ဦးတို့မြင်းဦးတို့တာစီတို့စားတဲ့ကြေးရွာတွေကိုဆက်လက်ချီတက်နေပါတယ်။ဒါပေမဲ့ဒီလမ်းပိုင်းကနေအတွင်းထဲမှာရှိနေတဲ့ကပြစ်တို့တင်မောင်းအင်းတို့စားချမ်းပတ်သမားတွေရှိတဲ့ရွာတွေကိုလည်းရှင်းလင်းရပါလိမ့်မယ်။ကြော်ရွာနဲ့ဘေးပတ်ဝန်းကျင်ကဒီမဲမဲတို့စားတဲ့ရွာတွေကိုလာရောက်တိုက်ခိုက်တဲ့အချိန်
ချင်းနှမြစ်ရဲ့ဘေးမှာရှိနေတဲ့ကပြင်းနဲ့တင်မောင်းစတဲ့ရွာတွေကအကြမ်းဖက်ရွာတွေဖြစ်တယ်ဒီနေရာတွေကနေပဲလာရောက်ပြီးတော့ကြော်ရွာနဲ့ကလေးတမှုလမ်းပိုင်းမှာမိုက်ကြီးခွဲနေကြတာဖြစ်ပါတယ်ဒါကြောင့်တောင်တော်စစ်ကြောင်းတွေရဲ့အဓိကဦးစားပေးကတော့ကလေးဝအထိနေမီရှင်းနေချိတ်ဆက်ရေးဖြစ်ပေမဲ့ချင်းနှမြစ်အဆက်မှာရှိနေတဲ့အကြမ်းဖက်ရွာတွေဂျိုင်ရိုကော်ပတာတွေနဲ့တောက်လျှောက်စဉ်းစားမပြတ်ဆက်လက်ရှင်းလင်းသွားကြရမှာဖြစ်ပြီးတော့အခုလိုဒီချင်းနှမြစ်ရဲ့တက်နေတဲ့အချိန်ဖောင်းနေတရားဝင်ရွှေတူးဖော်မှုတွေပြုလုပ်နေတဲ့ရွှေဖောင်းတွေကိုလည်းအချိန်ကရှင်းလင်းသွားရမှာဖြစ်ပါတယ်မော်လိုက်ကလေးဝမင်းငယ်ကဏီကနေစပြီးတော့ဒီမုံရနာမခအနီးထိအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်သမားတွေကိုဆက်ချေးပေးပြီးတော့အကျိုးလူလုံဆောင်နေကြတဲ့ရွှေဖောင်းတွေလည်းအများကြီးရှိပါတယ်။တောင်တော်ရဲ့လေကြောင်းတိုက်ခတ်မှုနဲ့ကင်းကွာနေတာ6လနီးပါရှိသွားပါပြီ။ဒီနေရာတွေကိုဆက်လက်တိုက်ခိုက်သွားဖို့လိုပါတယ်။မုံရမှာရှိနေတဲ့နာမခတိုင်းမှုကြီးနဲ့တက်နေမှုတွေအနေနဲ့ချင်းနှမြစ်ထဲမှာရှိနေတဲ့အကြမ်းဖက်သမားတွေရဲ့ခြေတောင်းမြစ်တွေတရားဝင်ရွှေဖောင်းတွေကိုဒီနေ့ဒီချိန်ထိတက်ဆိုးရှည်ခွင့်ပေးထားရတယ်ဆိုတဲ့အခြေအနေနဲ့ဘာကြောင့်ဒီနေရာတွေကိုလုံးဝအပြုတ်တိုက်ဆလုတ်တိုက်ရှင်းလင်းခြင်းမပြုသေးတဲ့ဆိုတဲ့အချက်ကိုတော့ပြည်သူလူထုကမေးမြန်းနေကြတဲ့မိကွန်းတွေဖြစ်ပါတယ်ရွှေဖောင်တွေကဒီနေ့ဒီအချိန်ကြီးအလုံးကင်မပြတ်အနေစမ်းမပြတ်ရှိနေကြသေးတဲ့အခြေအနေမျိုးမှာပါရမတာတွေဂျိုင်ရိုကော်ပတာတွေနဲ့အမြဲတမ်းသွားရောက်တိုက်ခိုက်ပြီးတော့အကြမ်းဖက်တွေရဲ့ရေတောက်မြစ်ငွေကြီးစီးစင်းရတယ်ဖြစ်နေတဲ့ရွှေဖောင်တွေအားလုံးကိုပြစ်ခတ်ရှင်းနေပြီးမြုပ်နှံပြရမှာဖြစ်ပါတယ်နောက်ဆုံးချင်းလေးမဲ့တကြောမှာရှိနေတဲ့အကြမ်းဖက်ရွှေဖောင်တွေအားလုံးကိုရေထဲကိုမျောပြီးတော့ငါးစာအကျွေးအယော်ရီမြစ်ကနေမြဝကျွန်းပေါ်အထိမျောပြရမယ်အခြေအနေမျိုးဖြစ်ပါတယ်ဒါတွေကိုတော့ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်တယ်ဒါပေမဲ့လားဆိုတော့မဟုတ်သေးပါဘူးစကိုင်းတိုင်းထဲမှာရှိနေတဲ့နာမခနယ်မြေတကြောမှာဆိုလို့ရှိရင်အခုဒီချင်းနှင်းရဲ့တစ်ဖက်မှာရှိနေတဲ့ရွှေပြည်အေးနဲ့ဟုံးလင်းမြို့နယ်ထဲမှာရှိနေတဲ့ဖားကန်တာမကန်ဘက်ကိုဒါရိုက်ပေါက်တဲ့ဒီဥရုမြစ်ဘေးကကြီးရွာတွေကနေကွင်းလန်းတွေကနေတစ်ဆင့်ပါလာနေကြတဲ့လမ်းမိုက်ကိုကချင်လက်နက်ကိုင်တဲ့ KI ကထိန်းချုပ်ထားပါတယ်ဒါကြောင့်မလို့ဒီရွှေပြည်အေးမြို့ကနေဥရုမြစ်ရဲ့ဘေးမှာရှိနေတဲ့နောင်ပူရွာစတဲ့ကြီးရွာတွေကြားကကွင်းလန်းတွေမှာကချင်လက်နက်ကိုင်တဲ့ KI နဲ့အပေါင်းပါတွေကအခုထိခိုက်ဒေဆုံးမှုတွေများနေတာကြောင့်တွာလာနေကြတဲ့ပြည်သူတွေကိုပေါ်တာဆွဲတာတွေရှိတယ်။ကားတွေကိုအစမတန်ဆက်ကြီးကောက်နေတာတွေရှိတယ်လို့မထင်ရင်မထင်တယ်လို့ဖန်ဆီးနေတာတွေရှိပါတယ်။ဒါတွေကိုလည်းနာမခတိုင်းထဲမှာရှိနေတဲ့သက်ဆိုင်ရာတရင်တပ်ဖွဲ့တွေဒါမှမဟုတ်ပါရမော်တာဂျိုင်ရိုကော်ပတာခရုစ်တွေအနေနဲ့ဒီနေရာတွေကိုပြစ်ခတ်ရှင်းနေရမှာပါ။လက်ရှိဖားကတ်မှာလည်းတမ်တော်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေစေဖြစ်ပြီးတော့ဖားကတ်ရဲ့အလွန်အောက်မှာရှိနေတဲ့တာမကန်နဲ့ဒီဥရုမြစ်တလျှောက်ကနေဆင်းလာမယ်ဆိုလို့ရှိရင်ဥရုမြစ်ကချင်းတွင်းမြစ်တွေကိုလာမှာဖြစ်ပါတယ်။ဟုံးမလင်းမြို့နယ်တွေဒီဝင်ရောက်ပြီးတော့ဒီအခုအကြမ်းဖက်သမားတွေစကွင်းလန်းပြုလုပ်နေတဲ့နောင်ပူရွာနောက်ပြီးတော့ဒီနောင်မစတဲ့ကြီးရွာတွေကနေတဆင့်တာမကန်ဖားကန်တီရောက်တဲ့လမ်းကြောင်းကြီးကဖြူးဖြောင်းနေတာဖြစ်ပါတယ်ဒီလိုဖြူးဖြောင်းနေတဲ့လမ်းကြီးမှာကချင်လက်နက်ကိုင်တဲ့ဘုံ KIA ကပေါ်တာဆွဲတဲ့စစ်သားစုဆောင်တဲ့အင်အားတိစောက်တဲ့စက်ကြီးတွေကောက်တဲ့ငွေကြီးရယူတဲ့ဗန်နာငွေတိစောက်တဲ့အဲဒီရဲ့ရိုင်းနေတဲ့မထင်သလိုလူသားအရင်းမြစ်ကိုဖြုံးနေပြီးဗမာတွေကိုလူမျိုးရေးအရာအနိုင်ကျင့်ရှမ်းတွေကိုလူမျိုးရေးအနိုင်ကျင့်နေတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီလမ်းမတွေကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကပြစီနဲ့ရှင်းလင်းသွားဖို့လိုအပ်ပါသေးတယ်အခုတော့ရွှေပြည်အေးနဲ့နောင်ပူရွာရဲ့ကြားကကွင်းလန်းတွေမိုင်အားဖြင့်ဒီမိုင်90ကျော်မိုင်60နီးပါးရှိတဲ့ကွင်းလန်းတွေမှာကချင်လက်နက်ကိုင်တဲ့ဘုံ KIA ကစက်ကြီးတွေအစမတန်တောင်းနေတယ်ဆိုတဲ့သတင်းတွေမှာကြားသိရပါတယ်အကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့လမ်းတွေမှာကွင်းလန်းတွေကဒီနေ့ဒီအချိန်ထိအသက်ဝင်လှုပ်ရှားနေကြတယ်ဖြစ်ပြီးတော့အကြမ်းဖက်သမားတွေရဲ့စက်ကြီးနဲ့ဗန်နာငွေကလည်းဒီနေ့ဒီအချိန်ထိစီးဆင်းနေတယ်ဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါတွေကိုတော့နာမခတိုင်းမှာရှိနေတဲ့တာဝန်ရှိသူတွေဆက်လက်ရှင်းလင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်အခုနာမခတိုင်းမှာဆောင်ရွက်နေတဲ့စစ်စင်ရေးတွေဒီကလေးတားအစားကနေစစ်စင်ရေးဆောင်ရွက်နေတဲ့အခြေအနေတွေမုံရကြီးကလေးဝလမ်းမှာရှင်းလင်းနေမှုတွေစလင်းကြီးဒီပလဲရင်းပါပဲဒီတကြောနေမြေရှင်းလင်းမှုတွေတာမှာကပြီးခဲ့တဲ့ရက်ကဆောင်ရွက်ထားတဲ့မုံရွာမြိုင်ချောင်းမြင်းမှုတကြောကိုလည်းဆက်လက်ပြီးတော့ပိုက်စိတ်တိုင်နေမြေရှင်းလင်းရေးတွေဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့သတင်းကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တမလောကအခုမြို့သိမ်းတိုက်ပွဲပေါ်ဆောင်လာမှာကအကြမ်းဖက်သမားတွေကိုအမဲချွေစစ်စင်ရေးနဲ့တိုက်ပွဲပေါ်ဆောင်နေတဲ့စစ်စင်ရေးဧရိယာတစ်ခုဖြစ်နေတဲ့ချင်းပြည်နယ်တောင်ပိုင်းကမင်းတပ်နဲ့ကမ်ဘက်လက်ကိုနေ့စဉ်ဒီကြောင်တိုက်ခိုက်မှုတွေနဲ့ပြုလုပ်ထားပါတယ်ဒီနေ့ဇွန်လ26ရက်နေ့မှာလည်းမင်းတပ်နဲ့ကမ်ဘက်လက်ကိုပြင်းထန်တဲ့ဒီကြောင်တိုက်ခိုက်မှုတွေပြုလုပ်ထားတယ်ဒါအပြင်ဒီမင်းတပ်နဲ့ကမ်ဘက်လက်ရဲ့အောက်မှာလာမယ်ဆိုလို့ရှိရင်တရက်ခရိုင်မင်းတို့တရက်မင်းလာတကြောကိုအကြမ်းဖက်သမားတွေစိတ်ဝင်စိုးသွမ်းနေတယ်ဆိုတဲ့သတင်းတွေကြားသိရတာကြောင့်ဒေသခံတွေရဲ့သတင်းပေးချိတ်ဆက်မှုတွေနဲ့ဒီအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုစုံစမ်းပေါ်ထုတ်ရရှိခဲ့ပါတယ်ဒါကြောင့်ဒီနေ့ဇွန်လ26ရက်နေ့နေ့လယ်တနာရီပတ်ဝန်းကျင်မှာအထက်မင်းလာနယ်ထဲမှာရှိနေတဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာကိုပုံချင်းရှင်းနေနိုင်ခဲ့တယ်အထက်မင်းလာနယ်မှာဒီစိုးသွမ်းတောင်းကျမ်းနေတာကတော့အထက်မင်းလာသားစီရီယန်ဆရာဝန်လို့ခေါ်လို့ရမယ်ရဲထွန်းစော်ကဂျာကာလာကောင်စီလက်ရှိဂျာကာလာမကွေးတိုင်းဒေသကြီးအစိုးရရဲ့ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားတဲ့အညာသားဖြစ်ပါတယ်အဲ့ဒီရဲထွန်းစော်အညာသားနဲ့ NUG ပြည်ပြည်အုပ်စုကဇပွဲတို့လက်ရှိလာလို့ဇွန်မီတင်နဲ့ NUG ပြည်ပြည်အုပ်စုနဲ့ဒီဂျာကာလာနဲ့ဂျာမှာဖက်ဒရယ်ကိုဖော်ဆောင်တယ်လို့နိုင်ငံရေးအမြတ်ထုတ်ဖို့စစ်ရှုံးနေတဲ့ PDF တွေနဲ့ပုံကျုံတွေအတွက်ဒီနိုင်ငံရေးလက်ဝက်သုံးမှုအတွက်ဝါဒတွေဖြန့်နေတဲ့သတင်းတွေနဲ့ထွက်ပေါ်လာတယ်တကယ်တော့မကွေးတိုင်းရဲ့အနောက်ချမ်းဒီမင်းဘူးခရိုင်တရက်ခရိုင်မင်းလာခရိုင်မင်းနှုံးခရိုင်နဲ့စေတုတ်ဒရာပတ်ဝန်းကျင်လာမှာကမင်းတပ်လောက်ထိမင်းလာမှာရှိနေတဲ့ CDN ဆရာရဲထွန်းစော်ရဲ့ပါဝင်ပတ်သက်မှုရှိနေပါတယ်2021ခုနှစ်အခင်းအကျင်းနောက်ပိုင်းဆန္ဒပြတာတွေနဲ့ခြေလွန်လက်လွန်ဖြစ်လာတဲ့တ
တစ်ချိန်လုံးကလည်း NLD ပါတီရဲ့အမာခံဖြစ်ခဲ့ပြီးတော့2020ခုနှစ်အထွေထွေရွေးကောက်ပွဲမှာမင်းလာမြို့နယ်မှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အနီကြောင့်အမတ်ကောင်ဖြစ်ပါတယ်2020ခုနှစ်နိုင်ငံရေးအခင်းချင်းဖြစ်ပြီးတဲ့နောက်မိုးဆိုးမသားတွေအားလုံးကအကြမ်းဖက်တွေဖြစ်လာကြပြီးတော့ဒီထဲမှာရဲထွန်းစော်လည်းပါဝင်ပါတယ်ရဲထွန်းစော်ကအဲ့ဒီနောက်ပိုင်းမှာကရင်ပြည်ဒေသကိုတွားရောက်ပြီးတော့စစ်တင်တန်းတွေတက်တဲ့လက်နက်ခရဲနဲ့အင်အားစုဖွဲ့ပြီးတော့ပဲခူးတိုင်းထဲကနေတဆင့်တောင်တွင်းနမ်းမောင်နယ်အောင်လန်တကြောကိုဖျက်ပြီးတော့အထက်မင်းလာနယ်ကိုပြန်လည်ဝင်ရောက်လာတယ်မင်းတုံးနဲ့တရက်ခရိုင်ထဲမှာဝင်ရောက်စိတ်ဝင်ပြီးတော့မင်းတုံးနဲ့မင်းတပ်ပတ်ဝန်းကျင်တွေကံပက်လက်ပတ်ဝန်းကျင်တွေကိုစိတ်ဝင်ပြီးစာမတက်ပေမတက်တွေရဲ့ကြားမှာဆရာဝန်ဘွဲရထားတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဆရာဝန်ဘွဲရထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ငတုံးတက်တိုက်ကိုကျက်စုပင်ကြားမှာမင်းမှုပြီးတော့ဒီနေ့ဒီအချိန်ထိ NUG ပြည်ပြည်အုပ်စုရဲ့ဂျားကာလာဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားတဲ့ဖြစ်ပါတယ်ရဲထွန်းဆောင်နဲ့သူ့မိသားစုရှိခဲ့တဲ့အထက်မင်းလာအလီပတ်ဝန်းကျင်ကိုတောင်တော်ကဒီနေ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားတယ်မင်းတပ်နဲ့ကံပက်လက်အကြောင်းကိုပြန်ဆက်ရရင်ပြီးခဲ့တဲ့မေလ30ရက်နေ့ကစပြီးတော့တမန်တော်ကမင်းတပ်မျိုးသိန်းတိုက်ပွဲကိုစတင်ဆင်းနေခဲ့တာအခုဆိုရင်26ရက်နေ့ကရှိလာပါပြီမေလ30ရက်နေ့မှာပဲဒီကန်ကြီးကျေးရွာကနေစပြီးတော့မင်းတပ်ကိုချီတက်လာခဲ့ပြီးတဲ့နောက်ကန်ကြီးနဲ့မင်းတပ်ကျောင်းမှာရှိနေတဲ့ထင်ချောင်းရွာလမ်းစုံဒီပတ်ဝန်းကျင်ကထင်ချောင်းရွာအနီးကအကြမ်းဖက်သမားတွေကိုရှင်းလင်းခဲ့တယ်ဇွန်လပထမပတ်လောက်တည်းကစပြီးတော့တမန်တော်စစ်ကြောင်းတွေကမင်းတပ်မျိုးရဲ့အနီး3မိုင်နဲ့ကောက်ကွင်းပတ်ဝန်းကျင်တွေကိုဝင်ရောက်စိတ်ဝင်ပြီးတော့ CPU CPA နဲ့ CP ကျက်တက်တက်ချင်းလက်နက်ကိုင်အဖွဲ့အပေါင်းပါနဲ့ရခိုင်စစ်သွေးကြွတွေရဲ့ခုခံမှုတွေခံစစ်ပြင်ဆင်မှုတွေကိုတောက်လျှောက်ရိုက်ချိုးရင်းနဲ့တိုက်ပွဲတွေပြင်းထန်နေတယ်။တက်မတော်လီကလည်းအကြမ်းဖက်သမားတွေအသေးအံခုခံကာကွယ်နေတဲ့မင်းတပ်နဲ့ကံပက်လက်ကျင်းတွင်းမျိုးတွေကိုလည်းဒီကြောင်းကနေကင်းထောက်ပုံချင်းရှင်းလင်းမှုတွေတောက်လျှောက်ပြုလုပ်ထားတယ်။မင်းတပ်မျိုးသိမ်းတိုက်ပွဲကတော့ပြီးခဲ့တဲ့ဒီရက်နေ့ကကျွန်တော်ရဲ့အစီအစဉ်မှာတင်ဆက်ပေးခဲ့တယ်လို့ပဲနိုင်ငံရေးအရအမတန်အရေးကြီးတယ်။ရခိုင်စစ်သွေးကြွတွေအတွက်နောက်ကျောလုံမှုကပလောက်မတူပြီးလမ်းပိုင်းကိုတက်မတော်စစ်ကြောင်းတွေရောက်ရှိမလာစေရေးဖြစ်ပါတယ်။ဒါကြောင့်မင်းတပ်နဲ့ကံပက်လက်ကချင်းစစ်သွေးကြွတွေအတွက်ကရောရခိုင်တပုံအကြမ်းဖက်ဘိန်းစားအေးတွေအတွက်လည်းနောက်ဆုံးတကားပေါက်ကြီးဖြစ်တယ်ခန်းစီကြီးဖြစ်တယ်ဒါကြောင့်ပေါ်တာဆွဲလို့ရတဲ့သူတွေမှန်သမျှချင်းလက်နက်ကိုင်တွေအားလုံးအကုန်လုံးကိုစားနေကားတွေနဲ့လက်နက်ခရဲတွေပြီးတော့မင်းတပ်မှာတောက်လျှောက်အင်အားဖြစ်တင်နေတယ်မင်းတပ်မြို့ကိုချင်းလက်နက်ကိုင်အဖွဲ့တွေကနောက်ဆုံးအကြိမ်လုံးဝမရလို့ရှင်တစ်မြို့လုံးကိုမိုင်းခွဲဖျက်ဆီးသွားမယ်ဆိုတဲ့သတင်းတွေလည်းကြားသိရတယ်ဒီလိုအခြေအနေမှာတပ်မတော်ကလည်းမင်းတပ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့နိုင်ငံတော်အလံပြန်လည်စိုက်ထူမယ်ဆိုတဲ့အခြေအနေမှာ risk များတယ်စိန်ခေါ်မှုတွေများတဲ့အတွက်အကြမ်းဖက်သမားတွေကိုပဲအမှတ်ချွေပြီးတော့မတူပီကလာတဲ့အကြမ်းဖက်သမားတွေပလက်ဝကနေတက်လာတဲ့အကြမ်းဖက်သမားတွေရဲ့ logistic လမ်းကြောင်းတွေမင်းတပ်မြို့ရဲ့အနီးမှာစခန်းချထားတဲ့အကြမ်းဖက်သမားတွေကိုနေ့စဉ်ရက်ဆက်ဘုံကျရှင်းလင်းမှုတွေပြုလုပ်ထားပါတယ်ဒီလိုဘုံကျရှင်းလင်းမှုတွေကြောင့်အကြမ်းဖက်သမားတွေနေ့စဉ်ထိခိုက်ဒေဆုံးမှုတွေများနေတယ်သို့တော့အကြမ်းဖက်သမားတွေနဲ့အကြမ်းဖက် RP မီဒီယာတွေမှာတော့မင်းတပ်နဲ့ကံပက်လက်မျိုးသိမ်းတိုက်ပွဲမှာတမတော်စစ်ကြောင်းနဲ့အထိနာနေတာကြောင့်လေကြောင်းကနေပြင်းပြင်းထန်ထန်ဘုံကျတိုက်ခိုက်နေပါတယ်ဆိုပြီးတော့သတင်းသူသတင်းမားတွေနဲ့ဝါသားဖြန့်ရသည့်စိတ်ပြေရေးသားနေကြပါတယ်တကယ်တော့တမတော်စစ်ကြောင်းတွေအားလုံးကမင်းတပ်မြို့ကြီးကိုကနန်းလက်မပုံစံနဲ့ဝိုင်းထားပြီးတော့အကြမ်းဖက်သမားတွေအတွက်ဝင်ရလန်တပေါက်ကိုသာဖွင့်ပေးထားပါတယ်မတူပီကနေလာမဲ့လန်တပေါက်ကိုဖွင့်ပေးထားပြီးတော့ဝင်လာတဲ့အကြမ်းဖက်တွေကိုမင်းတပ်မြို့ထဲမှာတမတော်ကဘုံကျရှင်းလင်းမြေမြုပ်တုတ်တင်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်မင်းတပ်မြို့သိမ်းတိုက်ပွဲကနှစ်ပတ်ကျော်လာတဲ့အထိတမတော်ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနိုင်ငံတော်အလံပြန်လည်မစိုက်ထူသေးဘဲနဲ့စစ်ရေးအရာဗျူဟာတစ်ခုချမှတ်ပြီးတော့အကြမ်းဖက်သမားတွေချင်းလက်နက်ကိုင်အဖွဲ့တွေ CPU CPA CNDS CNA နဲ့ချင်းပြည်နယ်မှာရှိနေတဲ့အဖွဲ့မျိုးစုံကွဲနေတဲ့အကြမ်းဖက်တွေကိုတုတ်တင်ရှင်းလင်းနေတာဖြစ်ပါတယ်။ဒါကြောင့်ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မှာရောကံပက်လက်မှာရောထိပ်ထိပ်တိုက်ပွဲတွေရှိနေတယ်လေကြောင်းကနေပုံကျတိုက်ခိုက်မှုတွေနဲ့အကြမ်းဖက်သမားတွေနေ့စဉ်ထိခိုက်ဒေဆုံးမှုတွေရှိနေစေဖြစ်တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လာမယ့်ဒီဇူလိုင်လထဲမှာတော့တည်တာတဲ့ပြောင်းလဲမှုတွေမြင်တွေ့ကြရပွဲရှိတယ်ဆိုတဲ့သတင်းတချို့ကိုလည်းအတိမပြုနိုင်တဲ့နေရာတွေကနေကျွန်တော်ကြားသိထားရပါတယ်။ဒါကြောင့်ရက်တရမပြည့်ခင်မင်းတပ်နဲ့ကံပက်လက်ကျင်သွေးဒေတာကိုထိန်းချုပ်နိုင်ရေးအတွက်တမန်တော်ကဆက်လက်ပြီးတော့ဒုနဲ့တဲနဲ့ထိုးစစ်ဆင်ရှင်းလင်းသွားမှာဖြစ်တယ်ဆိုတဲ့သတင်းကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့ဒီနေ့ဇွန်လ26ရက်နေ့မှာပဲရန်ကုန်နဲ့မန္တလေးမှာဖန်စီရရှိမိခဲ့တဲ့မူရည်စီပါပေါင်းများစွာကိုမိရှုဖျက်ဆီးတဲ့အခမ်းအနားတွေပြုလုပ်နေပါတယ်။ရန်ကုန်မှာဆိုလို့ရှိရင်လည်းရန်ကုန်တိုင်းဒေသကြီးအနောက်ဘက်တိုင်းသားရတဲ့နေရာမှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတဲ့မူရည်စီပါကုံသွေးရာကနေဖန်စီရရှိမိခဲ့တဲ့ဒီမူရည်စီပါနဲ့ဆက်ဆက်ပစ္စည်းတွေ32မျိုးကိုဖန်စီရရှိမိခဲ့ပြီးတော့တန်ဖိုးငွေအပြင်1.186 ထရီလီယံတန်ဖိုးရှိတာတွေကိုမိရှုဖျက်ဆီးခဲ့ပါတယ်။ဒီအခမ်းအနားကိုတိုင်းဒေသကြီးဝန်ကြီးချုပ်အစိုးရတာဝန်ရှိသူတွေနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပြီးတော့လူငယ်တွေကိုလည်းအသိပညာဖြန့်ဝေပေးခဲ့တယ်လို့သိရပါတယ်။မန္တလေးမှာလည်းထုံနည်းနှကောင်းပါတယ်။မန္တလေးမှာဖန်စီရရှိမိခဲ့တဲ့ဒီမွေးစီပွားနဲ့ဆက်ဆက်ပစ္စည်းတွေဒီထဲမှာခိုင်လက်နက်ကန်တော် AAC ကဖန်စီရရှိမိခဲ့တဲ့မွေးစီပွားတွေအများဆုံးဖြစ်တယ်လို့သိရပါတယ်။မန္တလေးမှာဖန်စီရရှိမိခဲ့ပြီးမန္တလေးမှာဖျက်ဆီးလိုက်တာကတော့ရန်ကုန်မှာဖျက်ဆီးလိုက်တာတော့မရှိဘူးဖြစ်ပါတယ်။ဖျက်ဆီးခဲ့တာကတော့ဆက်ဆက်ပစ္စည်း32မျိုးနဲ့1.186 ထရီလီယံဖြစ်ပါတယ်။မန္တလေးမှာဖျက်ဆီးခဲ့တာကတော့အမျိုးအစားဆက်ဆက်ပစ္စည်း28မျိုးနဲ့ငွေကျပ်420ဘီလီယံတန်ဖိုးရှိတဲ့ဒီငွေစုပွားတွေကိုမိရှုဖျက်ဆီးခဲ့တယ်။ဒီမန္တလေးမှာဆိုလို့ရှိရင်လည်းမန္တလေးတိုင်းကတိုင်းဒေသကြီးဝန်ကြီးချုပ်အစိုးရအဖွဲ့နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ပြီးတော့ကလေးငယ်တွေကိုလည်းဒီငွေစုပွားနဲ့ပတ်သက်ပြီးအသိပညာတွေမျှဝေပေးခဲ့တယ်။
မော်လမြိုင်တို့ဖအံတို့တခြားဒေသတွေမှာလည်းဒီ39ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမွေးရည်စည်းဝါအလဲသုံးစားလုပ်မှုနဲ့တရားမဝင်ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာတားမြစ်ရေးနေ့အနေနဲ့အထိမ်းအမှတ်အနေနဲ့မွေးရည်စည်းဝါတွေကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်အခုဖန်စီရရှိမိခဲ့တဲ့ထဲကရန်ကုန်နဲ့မန္တလေးနှစ်ခုပေါင်းမယ်ဆိုလို့ရှိရင်ဘီလီယံထက်ကိုကျော်လွန်တဲ့ထရီလီယံလောက်ရှိတဲ့ကိန်းဂဏန်းတွေပါတုံညနောက်မှာကဏ္ဍပေါင်းများစွာပါတဲ့ထရီလီယံတန်ဖိုးရှိတဲ့မွေးရည်စည်းဝါတွေကိုဖန်စီရရှိမိခဲ့တာဖြစ်ပြီးဖန်စီရရှိမိခဲ့တဲ့မွေးရည်စည်းဝါတွေရဲ့80%ကရခိုင်လက်နက်ကိုင်တဘောအေးတဲဆောင်နေတဲ့မွေးရည်စည်းဝါတွေဖြစ်တယ်လို့သိရပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလောက်တန်ဖိုးများတဲ့ပစ္စည်းတွေမွေးရည်စည်းဝါတွေစေပြာပေါင်းတန်းချီကိုအခုလိုမိရှုဖျက်ဆီးခဲ့တာဖြစ်တဲ့အတွက်ဈေးကွက်ထဲကိုမရောက်ရှိတော့သလိုရခိုင်လက်နက်ကိုင်တဘောအေးအတွက်ဗန်နာငွေကိုလည်းတစ်ခါလေးဖြတ်တော်ပြီးတာဖြစ်ပါတယ်ဒါကြောင့်ရခိုင်လက်နက်ကိုင်တဘောအေးတဲဆောင်နေတဲ့မွေးရည်စည်းဝါကုန်သွယ်ရလမ်းတွေကိုလည်းရှေ့လျှောက်တောက်လျှောက်တင်းနေကျတဲ့စစ်ဆေးသွားဖို့လိုသလိုပြီးခဲ့တဲ့ရက်ကဖန်စီရရှိခဲ့တယ်လို့ပဲအောင်လန်မှာလည်းဘုံကြီးအယောင်ဆောင်နဲ့ဘုံကြီးလူနဲ့မွေးရည်စေတွေတဲတယ်မန္တလေးမှာလည်းဘုံကြီးအယောင်ဆောင်ဘုံကြီးတူတွေနဲ့မွေးရည်စေတွေတဲနေတယ်ဆိုတဲ့အခြေအနေမှာလမ်းမှာရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအောင်လန်မင်းတုံးတရက်လမ်းပိုင်းအောင်လန်တရက်မင်းတုံးလမ်းပိုင်းကလုံခြုံရေးတပ်ဖွဲ့ဝင်တွေမန္တလေးမိထ္ထီလာကြောက်ပြောင်းဂွေးရုံရေနံချောင်းမကွေးတောင်တွင်းအောင်လန်လမ်းပိုင်းကိုဖျက်တမ်းသွားဖို့အတွက်ဒီလမ်းကြောင်းမှာရှိနေတဲ့လုံခြုံရေးဂိတ်တွေအနေနဲ့လည်းတင်းနေကျတဲ့စစ်ဆေးဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရပါတယ်။ဒါကတော့ဒီနေ့30ဒီ9ကြိမ်မြောက်ပြည်ပဆိုင်ရာမွေးရည်စေဝါတရားမဝင်ရောင်းဝယ်ဖောက်ကားတာတားမြစ်တယ်ဆိုတဲ့အထိမ်းအမှတ်နဲ့ပတ်သက်ပြီးတော့တိုင်းဒေသကြီးအစိုးရတွေနဲ့တပ်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးတော့ဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုချိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့အခုဒီအီရန်အမေရိကန်စစ်ပွဲကအပြစ်ခတ်ရဲစဲခြင်းနဲ့သဘောတူညီမှုတချို့ရထားတာကြောင့်ဟောမော့စီတဲ့ကြောင့်မှတင်မောတွေတွာလာနေကြပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ကဒီစင်ကာပူနိုင်ငံရဲ့အလံတင်ထားတဲ့ကုန်တင်တင်မောတစ်စီးကိုဒုံးကျည်လားရော့ကက်လားဒီလက်နက်ကြီးနဲ့ပစ်ခတ်တာလားမသိတဲ့ပစ်ခတ်မှုတိုက်ခိုက်ခံရမှုတစုံတရာရှိခဲ့ပါတယ်။ဒါပေမဲ့ဒီအီရန်အမေရိကန်ပြည်ပခါရဲ့နောက်ပိုင်းဒီပြည်내ရေကြောင်းဆိုင်ရာအဖွဲ့အစည်းပေါ့ IMO ရဲ့ဒီလုံခြုံရေးဆိုင်ရာစောင့်ကြပ်ရေးအစီအစဉ်ကလည်းရပ်ဆိုင်းသွားတာကြောင့်ဟောမော့စီလက်ကြောကိုဖျက်ဆီးသွားတဲ့တင်မောတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ရင်တော့စောင့်ကြည့်ဆောင်ရှောက်ပေးမဲ့အဖွဲ့အစည်းမရှိဘူးဖြစ်ပါတယ်။ဒါပေမဲ့ဟောမော့စီလက်ကြောမှာတော့အခုဖျက်ဆီးသွားလာနေကြပြီဖြစ်ပြီးတော့အီရန်နိုင်ငံဘက်ကကြေညာထားတာကအီရန်နိုင်ငံကသတ်မှတ်ပေးထားတဲ့လမ်းကြောင်းအတိုင်းဟောမော့စီလက်ကြောကိုဒီကုန်တင်တင်မောတွေသွားလာလို့ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့အီရန်ကသတ်မှတ်ပေးထားတဲ့လမ်းကြောင်းကိုကျော်လွန်ပြီးသွားရင်တော့လုံခြုံရေးအာမခံချက်ပေးမှာမဟုတ်ဘူးဆိုတဲ့အချက်တစ်ချက်ကိုလည်းအီရန်ကတတိပေးထားပါတယ်။ဒီလိုအီရန်အမေရိကန်စစ်ပွဲဒီသဘောတူညီမှုရရှိနေတဲ့အချိန်မှာပဲဆော်ဒီအာရေဗျနိုင်ငံကလည်းသူ့နိုင်ငံမှာရှိနေတဲ့လောင်စာဆီတွေရေနံစိမ်းတွေနဲ့အများဆုံးတင်သွင်းပို့ဆောင်မှုပြုလုပ်နေတဲ့ဒီစိတ်ကမ်းတွေကိုပြန်လည်ပြင်ဆင်တာတွေပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့၄လတာကာလတွင်ရပ်ဆိုင်းခဲ့ရပြီးတဲ့နောက်စစ်ရေးတန်းပြစ်ခတ်တိုက်ခိုက်မှုတွေရဲ့တန်းကြောင့်ပျက်စီးသွားတဲ့ဆော်ဒီနိုင်ငံရဲ့အကြီးဆုံးဒီစိတ်ကမ်းကြီးတစ်ခုဖြစ်တဲ့ Restano ဆိုတဲ့စိတ်ကမ်းကြီးကိုပြန်လည်ပြင်ဆင်နေရတော့သိရပါတယ်။လက်ရှိချိန်မှာလည်းဒီစိတ်ကမ်းကြီးမှာ VFCC ဆိုတဲ့ဒီ vessel tanker တွေကဒီရေနံစိမ်းပေါင်းတန်း20လောက်ရှိတဲ့လောင်စာဆီကိုတည်ဆောင်မှုတွေစောင့်ဆိုင်းနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရတယ်လို့အခုဒီရဲ့ပိုင်းမှာလည်းဟောမော့စီလက်ကြားကိုဖျက်ဆီးပြီးတော့အီရန်ရဲ့စောင့်ကြည့်မှုအီရန်ရဲ့စောင့်ကြည့်မှုအမေရိကန်ရဲ့စောင့်ကြည့်မှုတွေကြားကပဲလောင်စာဆီတင်မောတွေရေနံစိမ်းတွေကိုဖျက်ဆီးနေတယ်လို့သိရပါတယ်။ဒါကြောင့်မလို့လည်းကမ္ဘာလောင်စာဆီဈေးကွက်အကျပ်တဲကတဖြည်းဖြည်းချင်းနဲ့ဈေးတွေကျလာတာဖြစ်ပြီးတော့ရေနံစိမ်းဈေးရေနံဆီဈေးကလည်းပြီးခဲ့တဲ့တစ်ပတ်နဲ့ရှင်ညွှန်းမယ်ဆိုလို့ရှိရင်တစ်စီကိုဒေါ်လာ80အောက်ဒေါ်လာ90နီးပါးလောက်ထိကိုထိုးကျသွားတာဖြစ်တယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားသိရပါတယ်။ဒါကြောင့်မလို့အားလုံးစိတ်ပူနေကြတဲ့လောင်စာဆီအကျပ်တဲစီခက်ဝယ်ရတာတွေစီတိုးပြီးဝယ်ရတာတွေရဲ့အခက်အခဲတွေကတော့တဖြည်းဖြည်းနဲ့အသက်ရှူချောင်းလာပြီးဖြစ်တယ်လို့ဆိုရမှာပါ။သို့တော့အီရန်အမေရိကန်စစ်ပွဲအပြစ်ခတ်ရစေးနဲ့ရက်60ဒီ framework ကတော့အခုချိန်ထိတင်းမာနေစေဖြစ်ပါတယ်။ဘာကြောင့်တင်းမာနေစေဖြစ်တယ်လဲဆိုတော့အီရန်နိုင်ငံရဲ့အပြစ်ခတ်ရစေးရေးဆိုင်ရာတောင်းဆိုချက်တွေထဲမှာအစ္စရေးကလက်ဘနွန်ကိုမတိုက်ခိုက်ပါဘူးဆိုတဲ့နိုင်ငံရေးအာမခံချက်နဲ့တောင်းထားတယ်။ဒါပေမဲ့အစ္စရေးကလည်း Hezbollah နဲ့မွတ်စလင်စစ်သွေးကြွတွေကိုဆက်လက်ရှင်းလင်းသွားမှာဖြစ်ပြီးဆက်လက်တိုက်ခိုက်နေတာကြောင့်အီရန်နဲ့အမေရိကန်ရဲ့အပြစ်ခတ်ရစေးရေးကရက်30ပထမအဆင့်ရက်30ဒုတိယအဆင့်ကချောရှုနဲ့မဖြစ်ဘဲနဲ့စောင့်နေကြတာရန်ဆောင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိချိန်မှာတော့အမေရိကန်မှာလည်းအကြက်တဲနဲ့ကြုံတွေ့နေရတယ်အီရန်မှာလည်းအကြက်တဲနဲ့ကြုံတွေ့နေရတာဖြစ်တဲ့အတွက်ဟောမော့စီလက်ကြားကိုတော့ဒီတင်းကျပ်နေတဲ့ကြားကပဲတင်မောတွေဖြတ်တန်းသွားလာနေကြပြီဖြစ်တယ်ဆိုတဲ့သတင်းတွေကိုချိတ်ဆက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တစ်ဆက်ထဲမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံကိုတိုက်တဲ့စစ်သုံးစိတ်အတွက်အမေရိကန်ဒေါ်လာဒီဘီလီယံ80ကျော်80နီးပါးကိုလွှတ်တော်ကိုတောင်းထားတယ်လို့သိရပါတယ်။ဒါကပြီးခဲ့တဲ့စစ်ပွဲရဲ့ကုန်ကျစရိတ်ကိုပြန်တောင်းတာလားဒါမှမဟုတ်အီရန်ကိုဆက်လက်တိုက်ခိုက်ဖို့အတွက်စစ်သုံးစိတ်တောင်းတာလားဆိုတဲ့အချက်ကိုတော့ဘယ်သူမှတိတိကျကျမသိရတယ်လို့ဒေါ်နယ်ထရန့်ကလွှတ်တော်ကနေစစ်သုံးစိတ်တောင်းတဲ့ကိစ္စကတော့ဒီကမ္ဘာနိုင်ငံရေးစောင့်ကြည့်သူတွေအတွက်ကကြောချမ်းစရာအခြေအနေမျိုးလို့ဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီစစ်သုံးစရိတ်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုဆက်လက်တိုက်ခိုက်လာနိုင်သလားဆိုတဲ့အချက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းဒီ GCC လို့ခေါ်တဲ့ဒီပင်လယ်ကွေ့နိုင်ငံများအဖွဲ့နဲ့အမေရိကန်နဲ့တွေ့ဆုံချိန်မှာလည်းဒီအမေရိကန်နိုင်ငံသားရေးဝန်ကြီးမစ္စတာမာကိုရူဘီရိုကအီရန်ရဲ့တိုက်ခိုက်မှုတွေကိုအရှေ့လေပိုင်းဒေသကအမေရိကန်ရဲ့မိတ်ဖက်နိုင်ငံတွေနဲ့ပတ်သက်ရင်တော့လုံခြုံရေးအာမခံချက်အပြည့်အဝပေးနိုင်မှုဆိုတဲ့အခြေအနေမျိုးနဲ့အီရန်ရဲ့ဆက်လက်တိုက်ခိုက်မှုတွေအီရန်ကိုနိုင်ငံရေးအရာဆက်လက်ဖိအားပေးမှုဆိုတဲ့အကြောင်းအရာမျိုးတွေကိုတစုံတစပြောကြားသွားပါတယ်။ဒါကြောင့်လက်ရှိချိန်မှာအီရန်နဲ့အမေရိကန်ကအပြန်အလှန်နှစ်ဖူးတွေဒူးတွေမျက်နှာချင်းဆိုင်ပြီးတော့
ဘာတပြန်ကြားပြန်တိုက်ခိုက်နေတာမဟုတ်ဘဲနဲ့နောက်ကွယ်မှာတော့အီရန်ကအမေရိကန်ကစစ်ရေးနိုင်ငံရေးနဲ့မျှခြေထားပြီးတော့နိုင်ငံရေးအမြတ်ထုတ်ဖို့ဆက်လက်ဆောင်ရွက်နေကြအောင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ဒီနေ့ဇွန်လ26ရက်နေ့ရရှိတဲ့သတင်းတွေကသတင်းချို့ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အခုဒီမိုးနည်းနည်းလေးစေအောင်မှာကျွန်တော်အချိန်ကိုလုပ်ပြီးပြောလိုက်ရတာဖြစ်ပါတယ်။အခုဆိုရင်မိနစ်40နီးပါးလောက်ထိဖြစ်သွားပါပြီ။ဒါကြောင့်ဒီအခုမျက်စိတွေပြန်လက်နေတယ်မိုးတွေအောင်ဆိုင်လာတာဖြစ်တဲ့အတွက်ဆက်ပြောနေရင်ဒီမိုးရွာနိုင်တယ်သို့မဟုတ်မီးပြတ်နိုင်တာဖြစ်တာကြောင့်ဒီနေ့ရဲ့အစီအစဉ်ကိုကျွန်တော်ဒီလောက်နဲ့ရန်နာဝင်ဖြစ်ပါနောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ရိုက်ကူးပေးသွားမှာဖြစ်ပါတယ်